မင်္ဂလာပါ promotion ရနေပြီးတော့ကျွန်တော်တင်ဆက်နေတဲ့သူတို့ခေတ်ရဲ့ကမ္ဘာဖလားဆိုတဲ့ program တွေပြီးတော့ပြန်လည်ပြီးတော့ကြိုးစားပါတယ်ဆိုတော့ဒီ program မှာတော့ကျွန်တော်ဝိုင်းရင်အမှုပညာရှင်တွေဝိုင်းရင်ဒါအကစားသုံးသက်သူတွေနဲ့ clown ရှင်တွေကိုကျွန်တော်ဖိတ်ခေါ်ပြီးတော့ဒါ promotion နဲ့ဒါပတ်သက်ပြီးတော့ဒါသူတို့ခေတ်ရဲ့ကမ္ဘာဖလားအကြောင်းအရာတွေကိုကျွန်တော်ပြောကြားသွားမယ့် program ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော် special guest အနေနဲ့ကတော့ကျွန်တော်ဝိုင်းရင်အကစားသုံးသက်သူနဲ့ clown ရှင်ဖြစ်တဲ့ဆရာနန္ဒဝင်းနေကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါညီလေးဆိုတော့ပထမဦးဆုံးကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီငငယ်ကလေးကပေါ့နော်အခုချိန်လေးဒါကျွန်တော်ဘောလုံးကိုကျွန်တော်ဒီတိုင်းကြည့်ရဲကျွန်တော်အတိုင်းအားပေးတယ်ဆိုတာမျိုးထက်တကယ်အမှုပညာတစ်ခုလို့ချစ်မြတ်နိုးလောက်အောင်လုပ်ပေးခဲ့ဆရာကလောင်စွမ်းနေအများကြီးပါပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောတယ်ဟုတ်ကဲ့ပါဆရာဆိုတော့ပထမဦးဆုံးအနေနဲ့ပေါ့နော်ဆရာအနေနဲ့ကျွန်တော်ဒီလိုမျိုး World Cup ကမ္ဘာဖလားလို့ကျွန်တော်တို့ဒါပြောလိုက်ပြီဆိုတော့ဆရာရဲ့ဒါ memory ထဲမှာဒါအများကြီးအခုတော့ဒါပြေးနေပြီထင်တယ်ဆိုတော့ဘာတွေအရင်ဆုံးပြေးမြင်ပြီမလားဆရာWorld Cup ကိုစပြောလိုက်ရင်ရောဂျာမီလာမှတ်မိတယ်ရောဒဘတ်ဂျီကိုမှတ်မိတယ်အဲ့နာမည်တွေကအကိုတို့နဲ့ဟိုငငယ်တွေကအတူစတင်ဖြစ်တည်လာခဲ့တာပေါ့နော်ရောဂျာမီလာကကြတော့ကောင်းလားပြိုင်ပွဲကိုအကိုကစပြီးတော့ကြည့်တတ်တဲ့အချိန်ပေါ့ဆိုတော့စပြီးမြင်မှုတဲ့အချိန်ပေါ့ရောဂျာမီလာWorld Cup ကဘာကြီးလဲဆိုတော့အကိုတို့မသိဘူးဘောလုံးကစားနေကြတော့သိတယ်အကိုတို့ရက်ကွက်ထဲမှာကစားနေတဲ့ပုံစံနဲ့အကွဲပြားမှုတွေရှိတယ်ဆိုတာသိတယ်ပြီးတော့အခုပြည်တွင်းနေနေဆိုရင်အခုတို့မြန်မာဘောလုံးပူက1993အကိုငွေတစိမ့်မှာစတာငွေတစိမ့်မှာစတော့ဒီ90 World Cup ကအခုတို့အတွက်ဘောလုံးကိုစနစ်ကျခြင်းဆိုတဲ့အရာနဲ့ဘလို့မှမရင်းနေသေးတဲ့အချိန်ဆိုတော့အခုတို့ကြည့်ရှုခြင်းပေါ့နော်ကြည့်ရှုခြင်း94ကျတော့နည်းနည်းခြားနာသွားပြီ94ကျတော့အခုစောင့်မျှော်ခြင်းဖြစ်သွားပြီအဲ့တော့90ရဲ့ကြည့်ရှုခြင်းရဲ့94ရဲ့စောင့်မျှော်ခြင်းရဲ့ကြားထဲမှာအခုတို့ကပြိသက်စဖြစ်လာတော့ဟုတ်ကဲ့ပါဆရာဆိုတော့ဒါဘောကတ်ကိုဆရာထဲထဲပုံဝင်စပြီးတော့ကြီးမိတာ94ဖြစ်မှာပေါ့90ဖြစ်မှာ90 World Cup မှာအခုစပြီးတော့နားလဲအခုအဖေအခုငယ်သေးတာပေါ့နော်အခုအဖေနဲ့အခုအကိုနဲ့စပြီးတော့ဒီအခုတို့နိုင်ငံမှာ86တည်းအစကြီးတဲ့သူတွေရှိတယ်အခုတို့ဖေတွေဆို86တည်းအစကြီးတာ86ကတော့အခုလုံးဝနားမလဲဟုတ်တယ်နားမလဲဘူးဆိုတာကအဖေတွေကဘလုံးမတော့ကြီးတဲ့အခါကျရင်လည်းခေါ်သွားတဲ့အသက်အရွယ်လည်းမဟုတ်ဘူးเนาะ86 World Cup ကအခုအရင်11မှာအခုလောက်တော့ဒေါက်တာတန်းထုတ်အောင်လို့သူတို့အသက်အရွယ်တန်းပေါ့သူတို့အသက်အရွယ်တန်းဆိုရင်86 World Cup 86 Cup ဆိုပြီးတော့82 World Cup ကိုကြည့်ဘူးတဲ့သူလို့မရှိဘူး82 World Cup ကအခုမှဒီ FIFA Channel ကနေကိုလိုပွဲတွေပြန်ကြည့်ရတာပေါ့နော်နောက်ပိုင်းမှာ86 World Cup ကမြန်မာနိုင်ငံမှာအစောဆုံးပဲအခုတော့86ပြီးတော့90 World Cup မှာကလေးတယောက်အနေနဲ့အခုလိုစပြီးတော့ခံစားရတယ်အဖွင့်ပွဲကဟိုကမ္ဘာဖလားချန်ပီယံကဒီ82မှာမာရာကန်ဘတ်စတိုနဲ့အတူကမ္ဘာဖလားချန်ပီယံကမာရာဒိုနာအာဂျင်တီနာကနေပြီးတော့82ကအီတလီ86 World Cup မှာကအဲ့အာဂျင်တီနာကမ္ဘာချန်ပီယံအနေနဲ့အဲ့90 World Cup မှာအဖွင့်ပွဲကအဲ့ကမ္ဘာချန်ပီယံအာဂျင်တီနာနဲ့အာဖရိကဒီကင်မရွန်နဲ့စကားတာအဲ့အဖွင့်ပွဲကိုတို့ကြည့်ရတာပေါ့နော်ကြည့်ရခါကျတော့အရှိရဒီဖွင့်ပွဲအခမ်းအနားတွေပါတော့မကြည့်ရဘူးဒီဗီဒီယိုထိတ်မိနစ်30လောက်ဆိုအဲ့ဒါကြီးထည့်လို့မရဘူး။တော့ပွဲကိုပဲကြည့်ရတာ။အဲ့တော့ဝါတာပေါ့။ဝါတယ်။ယုံထဲမှာလည်းကြိတ်တူးစူညံနေတဲ့ကြားထဲမှာအဲ့တော့လိုက်ပြေးလွှားနေတာတွေတော့ကိုလိုခံစားမိတယ်။အဲ့တော့တသိန်းနဲ့တသိန်းကိုပေါက်ထဲကိုတွင်းမှုစူးစမ်းနေရဆိုတော့လည်းရက်ကွက်ထဲလဲကစားနေတော့တည်တာပေါ့နော်။ဒါပေမဲ့သူတို့တွေရဲ့စနစ်ကျတဲ့စုဖွဲ့လှုပ်ရှားပုံတွေအခုဘာမှနားမလဲဘူး။အဲ့တော့အခုအဖေကရှင်းပြတယ်အခုအကိုလည်းရှိအခုအကိုအဲ့ချိန်မှာအရွယ်ရောက်ပြီကိုနဲ့အတန်နည်းနည်းလေးကွာတော့ဟုတ်သူတို့ကဘယ်လိုနေရာယူတာဥမာမာရာဒိုနာကိုသွင်းတာထက်မာရာဒိုနာကအသင်းပေါ်တွေလွတ်လပ်အောင်လုပ်ပေးနေတာတရားကြည့်အခုတော့အဲ့တော့ဒီ professor ကနေကျောင်းသားကိုရှင်းပြတယ်လို့ဖေကဘလုံးပဲကြည့်ရင်လည်းပြောပြအခုတော့အဲ့ဒါနားထောင်နေသူပြောတဲ့ဟာတွေကကောင်းတဲ့ရောက်တဲ့ဟာလည်းရောက်တယ်မရောက်တဲ့ဟာလည်းမရောက်ဘူးဥပမာဖြစ်ဆိုဒါဆိုရင် win backs သူတို့ခံစစ်ကို3ယောက်တုံးထားတဲ့အခါကျတော့ win backs အနေနဲ့ကစားတယ်သူ full back နဲ့ဆိုပါကွာလဲဆိုတော့ဒီလိုတွေကွာတယ်သူကပြောပြလက်ချာလေးတွေပေးအခုအသက်အရွယ်အခုတက်ရမှုပါဘူးကိုတို့အရွယ်ရောက်တဲ့အချိန်မှာသူပြောတဲ့အရာတွေကဒါ formation တွေ role တွေပြီးတော့ကစားကွက်နဲ့ဆိုင်တဲ့ tactics တွေဒီအရာတွေကိုပြောပြနေပါလားဆိုတော့သိလာတော့เนาะပြန်စဉ်းစားခြင်းအဲ့ချိန်တော့ဘာမှမသိဘူးသူသင်ပေးတဲ့အတိုင်းပဲလိုက်ကြည့်ပြီးတော့တချို့အသင်းနဲ့အဲ့တုန်းကဆိုအခု424ကလည်းနာမည်ကြီးတယ်ဒါပေမဲ့ German 352ကတော်တော်နာမည်ကြီးတယ်အနောက်ဂျာမနီကအခု semi final နဲ့ဘိုလ်ပွဲနှစ်ပွဲပဲကြည့်ရတယ်ဂျားပွဲတွေမကြည့်ရအောင်90 World Cup ကစကြည့်ရဆိုရင်ပွဲတိုင်းကြည့်ရတယ်မဟုတ်ပွဲများတော့များတယ်အခုအီတလီပွဲဆိုမလို့တန်းကြည့်ခဲ့တယ်အာဂျင်တီးနားကိုမလို့တန်းကြည့်ခဲ့တယ်ပေါ့နော်တခြားပွဲတွေကကြိုကြားကြည့်ခဲ့တယ်အနောက်ဂျာမနီကတော့ semi final နဲ့ဒီ
ဒီပိုလူပွဲကြောင်းကြည့်ရတယ်ဂျာမနီကိုမြင်တဲ့အခါမှာဂျာမနီကအဖေကရှင်းပြထားတယ်ဂျာမနီကမန်ကြီးတယ်နော်ဂျာမနီက discipline အရန်ကောင်းတယ်သူပြောတဲ့ discipline ကိုအကိုတို့နားလည်တဲ့ discipline ကစီကံပိုင်းပေါ့ဒါသူပြောတဲ့အဲ့တုန်းကလည်းအဲ့လိုပဲထင်ခဲ့တာကစားတဲ့ခါကျတော့လေစီကံကောင်းတယ်ဆိုတော့လေတကယ်လည်းခံစားရတယ်တောင်းအန်ရီဆုံးမှာအနီဟိုမပေးဘူးဆိုဂျာမနီပဲsorry ဒီ free kick ဒီမပေးဘူး penalty မပေးအောင်ကစားတယ်ဆိုတော့ဂျာမနီကစားတော့စီကံကောင်းတယ်နောက်တော့သူပြောတဲ့စီကံကအဲ့ထက်ပိုတယ်ဆိုတာအသက်ကြီးလာမှနားလေဆိုတော့ဒီ spacing တွေနေရာယူပုံတွေ positioning တွေအဲ့ဒီဟာတွေကအမြဲတမ်းလို့ကြိုက်တဲ့အချိန်ဘောလုံးကကြိုက်တဲ့နေရာကိုပြုတ်ကြအဲ့ဘောလုံးကိုဝန်းရံထားတဲ့ပုံစံတွေအဲ့ဒါကို discipline လို့ခေါ်တာလားဆိုတော့နောက်မှတဖြည်းဖြည်းနားလေလာအဲ့ချိန်တုန်းကတော့တကယ်အရင်သက်သက်ပဲ90 World Cup မှာကိုလိုစကြည့်တဲ့အချိန်တုန်းကတော့ဟုတ်ကဲ့ဆိုတော့ကျွန်တော်90 World Cup ကနေပြီးတော့စကြည့်ရပါတော့ဆိုတော့94 World Cup ရှိမယ်ကျွန်တော်98 World Cup ရှိမယ်2002 World Cup ရှိမယ်ဆိုတော့တောက်လျှောက်တော့ဒါဆိုကြည့်ပြပါလိမ့်မယ်ဟုတ်တယ်ဟုတ်94 World Cup ကြတော့အခုတို့ဒီဗီဒီယိုယုံလေးတွေကနေပြီးတော့ကိုယ်အိမ်နေစီရောက်လာပြီဟုတ်ကဲ့မတူတော့ဘူး feeling ကဗီဒီယိုမှာ like ကြည့်တဲ့ခံစားချက်ကတမျိုးပေါ့နော်ပြီးတော့နောက်တစ်ခုက Euro 96တို့ဘာလို့လဲဒီယုံတွေမှာ like ကြည့်ရတယ်ဒါပေမဲ့World Cup မှာအခုတို့အိမ်မှာစကြည့်ရပြီအိမ်မှာဆိုတော့ကိုယ့်အိမ်မှာ TV မရှိတဲ့အခါကျတော့ကျောင်းပြန်ရောက်ပြီဆိုရင်အခုတော့နေ့လေကျောင်းလွယ်ပစ်ချပြီးရတယ် TV ရှိတဲ့အိမ်ကိုပြေးပြီးတော့အဲ့အိမ်မှာလှုပ်ဆက်ရှိရသွားကူလုပ်ပေးဖားတာပေါ့နော် TV ဖွင့်ပေးဖို့အတွက်ဖားပြီးတော့ညနေ3 နာရီဆို American စံတော်ချိန်ပဲလေညနေ3 နာရီဆိုတော့ delay တွေပြန်ပြအဲ့ delay တွေကိုကိုတော့ခံစားဒါပေမဲ့တောက်လျှောက်ကြည့်ပြသွားပြီဟုတ်ကဲ့ဆရာအဲ့ဆိုလို့ရှိရင်အဲ့ဒီခုနက90 94 98 2002ပေါ့နော်ဆိုတော့တစ်လျှောက်လုံးမှာအဲ့လိုတော့4 နှစ်မှတစ်ချိန်ဖြစ်တဲ့အတွက်ကွဲပြားချက်လေးတွေကတော့ရှိမှာပဲဒါဆိုအဲ့လိုခံစားခဲ့ရတဲ့ feeling အရာရောနောက်တကယ်ကြည့်ရှုရတဲ့ပုံစံတွေရောဒါပြောင်းလဲမှုလေးတွေရောရှိမှာပဲဆိုတော့ဘယ်လိုမျိုးပုံစံလေးတွေဖြစ်ခဲ့လဲအခုချိန်ဒီအကြိုက်ဆုံး World Cup ဆိုရင်တော့ဒီကာလတွေမှာအခုအကြိုက်ဆုံးကတော့94 World Cup ကအကြိုက်ဆုံးပဲအော်အီတလီကိုအားပေးတက်လာပြီအီတလီကိုစောင့်ကြည့်တက်လာပြီစကီလာချီကိုအကိုတို့ကခံစားတက်လာပြီ82မှာအီတလီကပေါ်လိုရော်စီထွက်ပေါ်ခဲ့တယ်90မှာဒီစကီလာချီထွက်ပေါ်ခဲ့တယ်94မှာကျတော့ရောဘတ်တိုဘတ်ဂျီယိုက90တုန်းကအကိုတို့တိတ်မရင်းနေသေးဘူး93လောက်မှာအကိုတို့ရင်းနေပြီကလပ်နဲ့အတူရင်းနေပြီ94မှာသူကကျယ်ပွင့်ဆိုတာသိတယ်ပြီးတော့အာရီဂိုဆက်ကီအရန်နာမည်ကြီးနေပြီဆိုတာသိတယ်ဆိုတော့ဒီအီတလီအသင်းကိုအားပေးရင်းနဲ့အီတလီပွဲတိုင်းမလွတ်တော့ဘူးပြီးတော့ပွဲတော်တော်များများမလွတ်တော့ဘူးပြီးတော့94 World Cup ကဘောလုံးကဘာအတွက်ဒီကန်နွန်နေအများကြီးခြံထားခဲ့ပါတော့ဒီ strike scope တို့ပြီးတော့ Thomas Brolin တို့ဆိုတော့ဒီကစားသမားတွေနဲ့ကိုပြီးတော့အိမ်မှာကြည့်ရတယ်အိမ်မှာကြည့်တဲ့အခါမှာဗီဒီယိုမှာတောက်ကြည့်တော့အဖေနဲ့အကိုနဲ့အိမ်မှာကျတော့အဖေတို့အကိုတို့ဆိုတာကအဲ့လိုညနေ3 နာရီတို့ဘာလို့ဆိုတာကသူတို့အားတဲ့အချိန်တွေမဟုတ်တော့ဘူးပေါ့နော်သူတို့ဒီ sorry စာဝန်ကြီးအတွက်ကိုယ့်ကိုသွားကြည့်ပြီးတော့ကိုကအိမ်မှာအဖေတို့နဲ့ဆွေးနွေးစကားပြောတဲ့အခါကျတော့အဲ့ဒီတွားကြည့်တဲ့အိမ်မှာဆိုအခုက live ကျွဲတော့တာပေါ့ live ပြောပြအဲ့အိမ်ကလူကြီးတွေကိုရှင်းပြမင်းဘယ်လိုလုပ်သိလဲဆိုအဖေပြောပြတာပေါ့ပြောပြအဲ့တော့ကြည့်ရင်လည်းကိုဆရာကောင်လို့ထင်လာတာက94 World Cup 98 World Cup ကကြတော့အခုတော့အမှန်တိုင်းပြောတော့ဆရာကြီးဖြစ်သွားပြီဟုတ်ဆရာကြီးဆိုတာအခုလိုမျိုးဒီ journalist လို့ဆရာကြီးလို့ပြောတာမဟုတ်ဘူးရက်ကွက်ထဲမှာဆရာကြီးဖြစ်သွားပြီရက်ကွက်ထဲမှာတချို့တွေကစားသမားတွေကဥမာဘက်ဂျီယိုလို့ပြောရင်ဘက်ဂီယိုလို့ပြောရင်အခုရောဘတ်တိုဘက်ဂီယိုလို့ပြောမယ်အဲ့လိုမျိုးပေါ့နာမည်ကိုအရှိအလုံးနေနဲ့တွဲပြီးတော့ကျွဲတဲ့အချိန်ကိုရောက်သွားပြီ68မှာအရန်ကျွမ်းကျင်သွားပြီအားကစားကိုနောက်68မှာကဘောလုံးတစ်ခုတည်းမဟုတ်တော့ဘဲနဲ့ဘောလုံးထက်ကြိုက်တဲ့အားကစားတွေလည်းပေါ်လာပြီးစပြီးတော့အခုအရင်ဆုံးအခုနဲ့ထိတွေ့တဲ့အားကစားလက်ဝေးနဲ့ဘောလုံးလက်ဝေးကကျတော့အခု90မှာမိုက်ထိုင်ဆန်ဖန်ဖြစ်နေပြီဟုတ်ကဲ့ပြီးတော့90မှာဒီ World Cup စကြည့်ပြီးတော့94မှာလုံးဝအမာခံဖြစ်သွားပြီအဲ့နှစ်ခုကဒါပေမဲ့68ရောက်တဲ့အချိန်မှာအခုတို့စီမှာဒီတခြားအားကစားနည်းတွေဟိုပါ time slot နေရာနေကြည်လာတဲ့အချိန်မှာအဲ့ဒီအချိန်မှာကိုတို့တခြားအားကစားနည်းတွေအထက်မှာ golf လို့ tennis လို့ဟာမျိုးဆိုဘောလုံးထက်ပိုကြိုက်သွားပြီဘောလုံးဝဲကြည့်ရတာထက်ဘောလုံးဝဲကိုအချိန်အကြာကြီးပေးပြီးတော့ကြည့်ရတာထက်ဒီ golf ကပိုပြီးတော့အချိန်ကြာတယ်အဲ့တော့အချိန်ကြာနဲ့စာမလို့ရင်ပြီးရောလေအချိန်ကြာနဲ့အေးအေးစစ်ကြည့်ရတဲ့အားကစားနည်းတွေပေါ့နော်အဲ့မှာအခုတို့အဲ့ခေတ်ကဆိုရင် force post တို့ပါတော့စပြီးတော့ဝင်နေပြီเนาะအဲ့တော့ force ကအခုတော့အခုတို့နိုင်ငံမှာမရှိတော့ဘူးပေါ့စဝင်နေပြီဆိုတော့ force post ကနေလာသမျှအားကစားတွေတခုချင်းလှန်ကြည့်ပြီးတော့ Euro Sports အရန်အားကောင်းနေပြီEuro Sports ကလာသမျှအားကစားတွေကိုထိုင်ကြည့်ဆိုတော့အဲ့ခေတ်ရောက်သွားပြီနောက်အိမ်မှာလည်းကြည့်ဖို့အတွက်လွယ်သွားပြီပေါ့နော်အခုတို့ဟိုကြုံလို့ပြောရင်အခုတို့ family ကအားကစား family ဟုတ်တယ်เนาะအဖေရဲ့အမေရဲ့အခုအကိုရဲ့၄ယောက်ရှိတယ်ပေါ့အဲ့ဒီချင်းရှိတဲ့ခါကျတော့အခုက tennis ပွဲကိုကြည့်ပြီးတော့အဲ့လိုမျိုးအခုတို့ဒီ tactical analysis လို့ဟာမျိုးကမိသားစုထဲမှာအဲ့လိုအပြန်အလှန်ပြောဆိုနေကြတာအထူးသဖြင့်တော့အမေကထားပါတော့အမေကအခုတို့ကြည့်လို့လိုက်ကြည့်တာပေါ့၃ယောက်ကဆိုတော့အားကစားတွေကို
ဟိုဒီချက်ပို့ပြီးတော့တစ်ဆင့်အောက်ကိုဆင်းပြီးတော့ကြည့်တဲ့အမြင်ကအဲ့ဒီအချိန်တွေကအဲ့ဒီအချိန်နဲ့အကျင့်ပါလာတာဆိုတော့အာသာနီပေါင်းအခု tennis ဆိုရင်အခုအရန်ကြိုက်တယ်ကြည့်တယ်ဆိုတော့မတူတာကဟိုကိုယ်တိုင် January ကိုဖတ်ပြီးတော့ခံစားမှုချင်းမှာတော့မှစုပ်ယူပုံချင်းရယ်ပြီးတော့ပြန်ပြီးတော့ဟိုကောင်တာတွေပြန်ထုတ်လာပြီပေါ့နော်ဒီ94 98တိကျတော့90တော့ကကျတော့ January ကတကွန်ကဖတ်သမျှပေါ့နော်တကွန်ကဖတ်သမျှကိုယုံတယ်ဒါပေမဲ့94မှာကျတော့တိတ်မယုံကျင်တော့ဘူးသူတို့ရေးတိုင်းလဲ98ကျတော့မဟုတ်တော့ဘူးသူတို့ရေးတာမှားနေပြီဆိုတဲ့အမြင်တွေအခုကိုလူတွင်ကျဖြစ်တဲ့အမြင်တွေက98မှာဖြစ်လာပြီးတော့2002ကျတော့တနိုင်ငံလုံးအုံချွတ်ချွတ်နဲ့ရောက်တဲ့ယုံသွားကို့အတန်ကြီးပဲကို့အုပ်စုတန်ကြီးပဲအဲ့လိုဖြစ်သွားပြီပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုအဲ့တုန်းကဒါကြီးခဲ့တဲ့ဒါအပြင်တွေကဒါဆရာအနေနဲ့ဒါဘောလုံးဒါသုံးသက်သူတယောက်ဒါဖြစ်လာဖို့အတွက်ဘယ်လောက်ထိဒီဟာတွေက effort ဖြစ်ခဲ့လဲမဖြစ်ဘူးဘောလုံးသုံးသက်သူအခုဒီလေဘောလုံးသုံးသက်သူဖြစ်လည်းမဖြစ်ချင်ဘူးဟိုစာဝတ်နေရေးအရာမလုပ်ချင်တဲ့အလုပ်လုပ်နေရတာအခုဒီလိုမျိုးအဲ့မျက်နှာကြီးပြပြီးတော့ကင်မရာရှေ့ထောင်ပြီးရိုက်ရတဲ့အလုပ်ကတော်တော်စိတ်ညစ်တဲ့အလုပ်ပဲအခုအေးစိတ်ကိုစာလေးပဲရေးချင်တာပေါ့နော်ဟိုစာရေးဖို့အတွက်အထောက်အကူပြုတယ်ဆိုရင်တော့အဲ့ဘောလုံးဝဲကြီးကြီးတာလည်းအထောက်အကူပြုတာမဟုတ်ဘူးစာရေးဖို့အတွက်အထောက်အကူပြုတာစာဖတ်တာအထောက်အကူပြုတာလောလောပြောရရင်စာလေးဖတ်ထားတဲ့အခါကျတော့ခေါင်းထဲကိုဝင်ထားတဲ့ information တွေများတယ်များတဲ့အခါကျအဲ့ information တွေကိုပြပြဘယ်လိုပြန်ထုတ်အောင်လဲဆိုတာကိုစာရေးဆရာကြီးစီကနေပြီးတော့အခုစီမှာစီမျိုးတော့အခုကဘောလုံးမဟုတ်ပဲနဲ့ဒီ golf ရေးလဲဒီလိုပဲဖြစ်မှာပဲဟုတ်ကဲ့တခြားဟာရေးလဲဒီလိုသို့မဟုတ်ယတစာပေတစ်ခုရေးလဲဒီလိုပဲဖြစ်မှာပဲဆိုတော့ဘောလုံးပွဲကြည့်တာ fan အမြင်နဲ့ပဲကြည့်တာပြီးတော့အားပေးတဲ့အခါကျရင်လေအားပေးတယ်လေတိုက်တယ်အားပေးတယ်လေတိုက်တယ်ဆိုတဲ့အမြင်လောက်ပဲကြည့်တာကျန်တာကိုစာဖတ်ထားလို့ဒီအရာတွေကကိုယ်အလိုလိုစိတ်ဝင်နေတာစာရီမဖတ်ထားဘူးဆိုရင်ကြည့်တယ်အခုတကယ်ချင်းလည်းအခုနဲ့တူတူကြည့်ခဲ့ကြတာပဲသူတို့ဘာမှမမှတ်မိတော့ဘူးဆိုတော့အခါကျတော့စာဖတ်ခြင်းရပဲအခုဒီနေရာလေးတစ်ခုကိုပို့ပေးတယ်လို့ပြောလို့ရတယ်ဆိုတော့အခုပြောတဲ့သုံးသက်သူတို့ကတော့ကျတော့အခုမလုပ်ချင်မှလုံနေရလို့ပဲပြောရမယ်ဟုတ်ကဲ့အဲဆိုလို့ရှိရင်ဒီအရှိမဒါစကြီးခဲ့တဲ့အထဲမှာပေါ့နော်မှတ်မှတ်ရဖြစ်မဲ့ပွဲစဉ်လေးတွေဆိုဘယ်ပွဲလေးဖြစ်မလဲကင်မရွန်နဲ့အာဂျင်တီးနားပွဲအာဂျင်တီးနားမှာအခုတို့ဘရိုချာကနားလည်နေပြီအဖေကအိုက်ကောင်လေးကောင်းတယ်ဘရိုချာကနံပါတ်7လေးနဲ့အခုဟိုမက်ဆီတို့လိုတော့မဟုတ်ဘူးအော်ထေကာတို့လိုပုံစံမျိုးပြီးတော့ခန်နီဂျီယာကောင်းတယ်ပြီးတော့မာရာဒိုနာကောင်းတယ်ကင်မရွန်မှာဘယ်သူကောင်းမှမသိဘူးကင်မရွန်ကကျတော့အခုကပေါက်ဖို့ပွဲပြီးတော့မှအိုမန်ဘီယက်ကောင်းတယ်ရောဂျာမီလာကောင်းတယ်ဆိုပြီးတော့ပြန်ပြီးတော့သိရတာဆိုတော့အဲ့ပွဲကမှတ်မရပဲစိတ်ထဲမှာကိုကမာရာဒိုနာကိုအရန်အားပေးနေတဲ့အချိန်ဒီအာဖရိကကအသင်းကဟိုလူကောင်ကြီးကြီးနဲ့တောင်းတောင်းတင်းတင်းနဲ့ပြေးအားကောင်းကောင်းနဲ့ကစားနေဆိုတာသိပြီမဲ့သူတို့ကိုကြော်ဖြတ်စေခြင်းနေတဲ့စိတ်ရှိတယ်ဟိုဒီ attacking sense ဘက်ကိုရိမ့်နေပေါ့နော် orientation ကဆိုတော့အဲ့ကြော်ဖြတ်စေခြင်းတဲ့စိတ်ရှိတယ်ဒါပေမဲ့ဘလို့မှကြော်ဖြတ်လို့မရဘူးဆိုတော့လက်ခံစားမိနေတယ်ဒုက္ခပဲလို့တွေးနေရင်အမှန်ပြကောင်းတိုက်ချသွားတဲ့အချိန်သွားတာပဲအဲ့ပွဲကဟိုစိတ်ညစ်ပြီးတော့အိမ်ပြန်ရတာပေါ့နော်အဲ့တစ်ချိန်ပြီးတော့ semi final မှာအာဂျင်တီးနားနဲ့အီတလီထိပ်တိုက်တွေ့တယ်တွေ့တဲ့အခါကျတော့အဖေကပြောပြတယ်ဟိုအာဂျင်တီးနားစားသွားလိမ့်မယ်ဆိုတော့အခုကကြတော့မဟုတ်အီတလီပဲနိုင်မှာအိမ်ရှင်ဟုတ်ဆိုတဲ့ဟာမျိုးပေါ့နော်ဟုတ်တယ်အိမ်ရှင်အီတလီနဲ့ဒီ favorite ဖြစ်နေတဲ့အာဂျင်တီးနားမှာအာဂျင်တီးနားခြေစမ်းတာတယ်နောက်တစ်ခါနေပယ်မှာကစားမှာဆိုအဲ့မှာခေါင်းထဲကိုတစ်ချက်ဝင်လာတယ်သလားဒီအိမ်ကွင်းတို့အဝေးကွင်းတို့ဆိုတော့အခုတို့ခေါင်းထဲမှာလုံးဝမရှိခဲ့ဘူးဟုတ်နားလည်းမလဲဘူးနေပယ်မှာကစားတော့အခုကလည်းဒီအင်ရှင်အကြောင်းကိုပြောတယ်အဖေကလည်းအင်ရှင်ဆိုပြီးနေပယ်မှာကစားတာအဲ့ဒါမာရာဒိုနာကိုဖျားသခင်လို့သတ်မှတ်ထားတဲ့မြို့ဆိုတော့ပြိုင်ပွဲကျင်းပရေးကလည်းပြဿနာတွေတက်နေပြီလို့ဘာလို့ဆိုတဲ့အတန်တွေကအဖေကရေဒီယိုတွေလည်းနားထောင်တာပေါ့နောက်အဖေကအားသာချက်ကသူ English version နဲ့တွင်းတဲ့ဟာတွေကိုဒါရိုက်နားထောင်နိုင်စွမ်းရှိတဲ့အခါကျတော့သူ update သတင်းတွေသိတယ်ပေါ့ဟုတ်ဆိုတော့အဲ့ဒီဟာတွေကိုပြောနေတဲ့အခါကျတော့အဲ့တော့အင်ရှင်ဆိုတဲ့အရာတခုကောင်းနေစဝင်လာတယ်ပေါ့နော်ပြီးတော့အဲ့ဒီပွဲကတကယ်လဲအီတလီရှုံးသွားတယ်ပေါ့အဲ့မှာပြဿနာတွေတက်တယ်ပေါ့နော်ဒီလမ်းကြောင်းကိုကအင်ရှင်ဖြစ်နေပါလေနဲ့လုံးချင်တိုင်းလုံးလို့ရတယ်ခက်လို့လည်းပြောလို့ရတယ်ဒီအာဂျင်တီးနားလို့အသင်းမျိုးနဲ့တွေ့နိုင်တဲ့လမ်းကြောင်းဘာကြောင့်နေပယ်မှာကြာတာလဲမီလန်မှာကြာပါတော့လားချူရင်းမှာကြာပါတော့လားဆိုတာမျိုးဒီပြဿနာတွေတက်တာတွေ့ရတယ်တကယ်လဲအဲ့မှာအဖေကဆရာကြီးရဲ့ပေါ့နော်အခုကမနုမနက်ပါဆိုတာမျိုးဖြစ်သွားပြီးတော့ဘိုလူပွဲကြတော့ဒီအနောက်ဂျာမနီနဲ့အာဂျင်တီးနားနဲ့တွေ့ကြအောင်တွေ့တဲ့အချိန်I don't အနောက်ဂျာမနီပေါ့လိုတာမာတီယက်အခုသူ့နာမည်အမှန်ကတော့တော်တော်ခေါ်ရခက်တယ်ပေါ့နော်မာသော့စ်လို့လည်းပြောကြတယ်ဒါပေမဲ့အဲ့ချိန်ကမြန်မာသတင်းစာတွေမှာဂျာနယ်မှာလိုတာမာတီယက်ဆိုပြီးရလိုတာမာတီယက်ကိုတည်တယ်ရိုဒီဘောလာကိုတည်တယ်ဂျာမနီလေဝိသနီးပြဟောင်းမယ်နော်ပြီးတော့ Klinsmann ကိုတည်တယ်လေဝိသနီးပြဟောင်းမယ်ပြီးတော့ဂျာမန်တမိုင်းမှာဒါဂတ်မိုလာပြီးရင်အကျော်ကြားဆုံးတိုက်စစ်မှုလို့ပြောလို့ရတယ်ဆိုတော့ဒီကစားသမားတွေနဲ့ discipline နဲ့ဆိုတော့အဲ့ပွဲကအကိုစိတ်ဝင်တစားနဲ့ဘာမှတေချာလဲနားမလဲပဲနဲ့ဟို
ဘေးကအတန်တွေအကုန်ပျောက်သွားပြီးတော့စူညံနေတဲ့အတန်တွေအကုန်ပျောက်သွားပြီးတော့ game တွေကိုပဲစိတ်ကိုနှစ်ပြီးတော့ကြည့်တဲ့ပွဲအဲ့ဒီ discipline ဆိုတဲ့အရာကိုဒီ Maradona ရဲ့လွတ်လွတ်လပ်ကစားနေတဲ့ chaos နဲ့အတူကြော်ဖြတ်သွားစေခြင်းနဲ့ပိုးဆွဲသွားစေခြင်းနဲ့အီတလီကိုနိုင်ပြီးမှတော့ဂျာမနီကိုထပ်နိုင်လိုက်တော့ဆိုတဲ့ပုံစံမျိုးဖြစ်စေခြင်းနဲ့အတွက်အဲ့တော့ကြည့်ရသမျှပွဲတွေထဲမှာအဲ့ပွဲက final လည်းဖြစ်တာလည်းပါမယ်အမှတ်အရာဆုံးပဲဟုတ်ကဲ့ Bremer ကိုသွင်းလိုက်တဲ့အချိန် right wing ကနေပြီးတော့သွင်းလိုက်တဲ့အချိန်ပွဲကလည်းပြီးကနေမှသွင်းတော့အဲ့မှာစောင့်ငိုရတယ်အာဂျင်တီနာကိုအကြိုက်လည်းမဟုတ်ပဲနဲ့ပြီးတော့ပြန်လာတယ်အဲ့မှာလည်းစိတ်ညစ်ပြီးတော့ပြန်ပြီးတော့ထမင်းတော်အိမ်မှာစားပါညာဟိုကလေးလည်းကလေးဆိုတော့ခဏချင်းအဲ့ပွဲတွေကအကိုခေါင်းထဲမှာအမှတ်အရာဆုံးပဲပြီးတော့ဂျားထဲမှာအကိုတို့စီဂိမ်းဝင်လာတယ်93စီဂိမ်း91ကဘာမှဟိုမဖြစ်ဘူး93စီဂိမ်းမှာကတန်တိုးအောင်တို့မျိုးလိုင်ဝင်းတို့ကိုတင်မြင့်အောင်တို့ပေါ့နော်ကိုတန်တိုးအောင်ကိုမျိုးလိုင်ကိုတင်မြင့်အောင်စသဖြင့်အရန်မျောလင့်ထားရင်းနဲ့ဒုတိယတော့ရလိုက်တယ်အကိုတို့ကျင်းတတ်တယ်ပေါ့နော်ကျင်းတတ်တယ်ဆိုတော့ဘောလုံးကအရန်ရင်းနှီးလာပြီ94ကတော့တကယ်စောင့်နေတာအီတလီကိုစောင့်ပြီးတော့အားပေးတာဆရာကြီးတွေကြီးပဲပြီးတော့ AC Milan ကလည်းအရန်ကောင်းနေတဲ့အချိန်ပြီးတော့ Roberto Baggio လည်းအရန်ကောင်းနေတဲ့အချိန်ဒီ Ario Sacchi နဲ့ဒီပြဿနာကြီးတက်တယ်ဆိုတာလည်းသိတယ်တည့်ရဲ့ဂျားတွေကအီတလီပိုဆွဲမလို့ထင်ခဲ့တယ် Romario ကိုပဲကြောက်တယ်ပေါ့နော် Romario က90 World Cup မတိုင်ခင်မှာတကွန်သတင်းစာဖတ်တယ်တကွန်အားကစားဂျာနယ်ပေါ့ညနေဖုံးသို့မဟုတ်နောက်ကျောဖုံးမှာဆိုတော့ Romario ကန်ဆိုRomario ချေချိုးဘရာဇီးအသင်းကန်ဆိုဆရာစကိုင်းကြီးညွန့်ကာဗာကိုရေးတာဖြစ်လိမ့်မယ်အဲ့ဒါလေးကမှတ်မိနေတယ်အဲ့ Romario ဆိုတဲ့နာမည်က90ကမ္ဘာဖလားမှာပါမလာဘူးဒါပေမဲ့အကိုတို့မှတ်မိနေအဲ့94ကမ္ဘာဖလားမှာကျတော့အဲ့ဒီ Romario နဲ့ Bebeto ဘောလုံးကစားတာကအရန်လွယ်နေသလိုပဲသူတို့ကတ်လို့မရပြုတ်လို့မရအနားကိုအရောက်မခံအောင်လှည့်ထွက်သွားတယ်ပုတ်လိုက်တယ်ပြန်နေရာယူတယ်သူတို့ကစားတာဟာအီတလီတက်အများကြီးပိုကောင်းနေဆိုတာယူတော့ခံစားလိုက်ရတယ်အဲ့ဒီ94မှာပြီးတော့ဒီကွင်းလယ်မှာလည်းဒီမာဇင်ဟိုရှိတယ်မာဇင်ဟိုကဟိုတို့အဖေတရားကိုအကန်တာရာတို့အဖေအဲ့မာဇင်ဟိုရဲ့ဒွန်ဂါရဲ့ပြီးတော့မာရိုဆယ်ဗာရဲ့အဲ့မှာကျတော့အရန်မာတယ်တိုက်စစ်ကကျတော့အရန်အမှုပညာစံတယ်ခန်းစစ်မှာဆန်တိုစ်နဲ့အော်ဒေယာနဲ့ပြီးတော့ဒီညာဘက်ကဂျော်ဂျင်ညိုဘယ်ဘက်ကဘရန်ကိုဆိုတော့ Roberto Carlos တက်မညံ့အောင်ဒီဘက်ကလူငယ်တွေတိတ်ပြီးတော့ရင်းနှီးမှာမဟုတ်ဘူးသူ့ရဲ့ဒီဘယ် free kick ကလည်းကာလိုစတက်မလျော့ဘူးလို့ပြောလို့ရတယ်အဲ့မှာအီတလီကိုအရန်ထင်ကြီးထားတဲ့အသင်းထက်ပိုပြီးတော့အဆင့်မြင့်ကစားနိုင်တဲ့အသင်းရှိပါလားဆိုအဲ့ဘရာဇီးကိုအကောကအဆင့်တိုင်းမှာဘက်ကန်ပြီးအားပေးတာပြုတ်ပါစေဆိုပြီးတော့ဘောလူဘက်တက်လာတာတက်တော့ final ကျတော့အီတလီကိုအေးစစ်စစ်ကစားတာပဲเนาะဒါသူတို့တော်တော်လေးလည်းကောင်းပါတယ်ဟုတ်ကဲ့ပါဆရာဒါခုနပြောရတဲ့အကြောင်းအရာတွေကြတော့ဒါဟို90 World Cup 94 World Cup ဒါမျိုးတွေများတယ်ပေါ့နော်ဆိုတော့98နဲ့နောက်ပိုင်း World Cup တွေမှာဆိုလို့ရှိရင်တော့ဆရာဒါမမရရဖြစ်မဲ့ဒါဆွတ်ထင်ကြံနေမဲ့အကြောင်းအရာလေးဆိုရင်ဘာတွေဖြစ်မလဲဆရာ98 World Cup ကကြတော့အခု Euro 96မှာဂျာမနီကအချက်ကွဲတယ်ပေါ့နော် sorry Euro 96မှာဂျာမနီကချန်ပီယံဖြစ်လာပြီအချက်ကွဲအီတလီကအချက်ကွဲတယ်ပေါ့နော်အီတလီကအချက်ကွဲတယ်အဲ့မှာဇိုလာတို့စကစားတဲ့နှစ်ပေါ့ပြီးတော့ Roberto Baggio ကြီးကိုမရွေးတော့ပဲနဲ့96ကBaggio မပါတဲ့တိုင်ပွဲအနေနဲ့အပေါ်တော့ကြည့်ခဲ့ရပြီးတော့အုပ်စုကပြုတ်သွားတယ်ကာဆီရာဂီတို့ဒီဆိုလာတို့ကစားတဲ့အချိန်တွေပေါ့အဲ့ဒီကနေပြီးတော့98 World Cup เนาะရောက်လာတဲ့အချိန်မှာအခုတော့အီတလီကိုတစ်ခါပြန်ပြီးတော့မျှော်လင့်တယ်ဒါပေမဲ့အဲ့ဒီကမ္ဘာဖလားမတိုင်ခင်97မှာ၄နိုင်ငံဖိတ်ခေါ်ပွဲလုပ်တာကအပေါ်ကောင်းတဲ့ဟာအဲ့ဒါကရုပ်သံတွေမှာမရှိဘူးဗီဒီယိုတွေမှာကြည့်ရတယ်ဒါပေမဲ့အရန်တော့မကြတော့အနည်းညကန်ဒီနေ့ပြန်ကြည့်ရပြီယုံတွေမှာဈေးကြီးတယ်ပုံမှန်အားဖြင့်ဗီဒီယိုယုံတရုံမှာဒီဗီဒီယိုကားရုပ်ကားတကားအတွက်ပေးရတဲ့နှုံးထားတဲ့အများကြီးပိုများတယ်အဲရုပ်သံကြီးကြီးလေးလေးနဲ့ကြည့်ရပြီပြီးတော့ TV တွေကလည်းအရန်အကြီးတွေပေါ်လာပြီအရင်တော့လို့ဟို14လက်မလေးတွေမဟုတ်တော့ဘူး21လက်မ32လက်မတွေစပြီးတော့ထွန်းကားနေပြီပေါ့နော်အဲ့တော့ပွဲကိုအားရပါရစပြီးတော့ကြည့်ရတာကအခုတို့98 World Cup 98 World Cup မှာ၄နိုင်ငံဖိတ်ခေါ်ပွဲကညီတို့ပြည်မလားတော့မသိဘူးဟုတ်အီတလီကပါမယ်အင်္ဂလန်ပါမယ်ဘရာဇီးပါမယ်အင်ရှင်ပြင်သစ်ပါမယ်ဟုတ်အဲ့ဒီ၄နိုင်ငံဖိတ်ခေါ်ပွဲရဲ့အနောက်မှာဒီပိုစတာကြီးတွေကကမ္ဘာဘောလုံးသမိုင်းမှာအဲ့ဒီအချိန်အထိထင်ရှားခဲ့တဲ့ကစားသမားကြီးတွေရဲ့မျက်နှာကြီးတွေနဲ့ကြည့်ရတာအရန်အရသာရှိတာကမ္ဘာလားတက်ကိုပို့ပြီးတော့ပို့ပြီးအရသာရှိတာအဲ့ဒီပွဲဟုတ်အသင်းကြီး၄သင်းဟာပက်လေကစားကြတာပက်လေကစားကြပြီးတော့တကယ်လေပွဲတိုင်းကအရသာအပြည့်နဲ့ကြီးခဲ့ရတာပေါ့နော်အဲ့မှာဒီအီတလီက Cannavaro
ဆိုတဲ့ charter လေးစပြီးတော့ပေါ်လာပြီပြီးတော့ Paul Maldini ပြီးတော့ Franco Baresi ကစားနေတော့မယ်အဲ့မှာ Cannavaro ကိုစပြီးတော့သဘောကျလာပြီ Cannavaro နဲ့ Nesta နဲ့ကအကိုတော့ Nesta ဘက်ကိုယိမ်းတယ်ဒါပေမဲ့ Cannavaro ကိုလည်းကြိုက်တယ်အဲ့နှစ်ယောက်ဘယ်သူပို့ပြီးတော့ဟိုထွန်းတောက်လာမလဲဆိုတော့စောင့်ကြည့်နေတဲ့အချိန်မှာ Cannavaro က90အဲ့လေးနိုင်ငံဖိတ်ခေါ်ပွဲမှာအရန်ခြေစွမ်းပြသွားတယ်ကျွန်တော်တို့ Lombardo တို့ကတော့နောက် Crystal Palace တို့ကတော့ရောက်လာသေးတယ်ထိပ်ပြောင်ပြောင်နဲ့သူတို့တွေကနောက်ပိုင်းကျတော့ပျောက်သွားပါတယ်နောက်ပိုင်းဒီ Nesta Maldini Cannavaro ဖြစ်သွားတော့เนาะအဲ့ဒီမှာအခုနာမည်ကျော် Roberto Carlos ရဲ့ Banana ကပြင်သစ်တဲ့ပွဲမှာကန်သွားတယ်အခုတော့အဲ့ပွဲတွေအကုန်လုံးကို special ကြီးခံလာခဲ့ရတာပွဲတိုင်းတပွဲမှမလွတ်တော့ဘူးမလွတ်ပဲနဲ့ Roberto Carlos ကန်သွားတဲ့ဘောလုံးအကိုစိတ်ထဲမှာ Maldini ကိုပြိုင်နေသူက Roberto Carlos ဖြစ်နေတာ Maldini ကိုမကြော်သေးခြင်းအီတလီ bias ကရှိတဲ့အခါကျတော့မကြော်သေးဘူးဒါပေမဲ့ Carlos ကလည်းအရန်ကောင်းတဲ့ပြင်အဲ့ဒီပြိုင်ပွဲမှာလည်းသူက star ပဲသူကကျယ်ဝင့်မယ်ဆိုတော့အခါကျတော့အမှဒီ Brazil ကထုံးစံအတိုင်းကြောက်ရပြန်ပြီဆိုရင် Brazil ကိုအရန်စိုးရိမ်နေရတယ်အဲ့မှာဒီ Ronaldo ကြီးနော် Ronaldo ကြီးက94တဲ့ကပါတယ်တော့မကစားလိုက်ရဘူးမကစားရပဲနဲ့95 96 99မှာ Ronaldo ကြီးကအရန်ကောင်းသွားပြီ PSV ပြီးတော့ဒီ Barcelona အတိုကြီးကိုအခုကြည့်ခဲ့ရတာအဲ့မှာအခု Cristiano Ronaldo Messi အကြောင်းကိုပြောရင်အခုတော့လက်မခံကြတော့အခုအချိန်ဒီဟိုထာဝရအကောင်းဆုံးဆိုတာကိုပြောဖို့အတွက် longevity တွေပါထည့်တွက်ရင်မှန်တယ် Messi နဲ့ Ronaldo ပဲညင်းကြတော့ဟောနော်ဒါပေမဲ့ခစ်တစ်ခစ်မှာဒီ prime ထိရောက်သွားတဲ့ level မှာအခုခံစားခဲ့ဘူးဆိုတော့ Ronaldo ရဲ့ level တယောက်မှမရောက်ခဲ့ဘူး Messi လည်းမရောက်ဘူးဟို Ronaldo ဒီ Cristiano Ronaldo လည်းမရောက်ဘူးအဲ့ဒီချိန်မှာ Ronaldo ကိုကစားတဲ့ပုံစံကသူ့ကိုယ်သူအရန်ပြင်ဆင်ထားတာမဟုတ်ဘဲနဲ့သူ့ရဲ့ဒီ body weight ကလည်းအစတွေကမနေဘူးတောင်းနေဘက်မှာသွားတယ်အဲ့တော့ Brazil ကိုအခုတို့မြင်ခဲ့ရတာ Bebeto ဆိုတာနွတ်လေး Romario ဆိုတာပူပူလေးဟိုနောက်ဆုံး Rivaldo တောင်မှအဲ့မှာပွဲမတိုးသေးဘူး Ronaldo ကြီးကိုစမြင်တဲ့အချိန်မှာဟာအဲ့ဒီကစားသမားကိုဘယ်လိုကြိုက်သွားမှမသိတာအဲ့မှာအီတလီနဲ့ဒီ Brazil နဲ့ကအုပ်စုနောက်ဆုံးပွဲအီတလီကနိုင်ဖို့လိုတယ်ပေါ့နော်လေးအသင်းပတ်လေကစားကြတော့ Brazil ကလည်းနိုင်ဖို့လိုတယ်အဲ့မှာအီတလီက 3-3 ကစားသွားတယ်ကစားတော့အီတလီက 3-1 နဲ့ဦးဆောင်နေဒီ Albertini ရဲ့ free kick ရဲ့နောက် Del Piero ကောင်းတိုက်သွားတယ်ပေါ့နော်အခုပြောနေတဲ့မျိုးလုံးနဲ့မြင်တယ် Christian Vieri ကဒီတောင်ဘက်ကိုထွက်ပြီးတော့ inverted cross ပြန်တင်ပေးလိုက်တော့ Del Piero ဒုံးဆိုကောင်းတိုက်ချသွားတယ်ကဖူးကိုကြော်ပြီးတော့မှအီတလီကနောက်ဆုံး 3-1 ထိရောက်သွားတယ်အဲ့မှာ Romario ဝင်လာတယ်ဘလို့မှထိန်းလို့မရဘူးအသွားပြန်ပြီးတော့ဒီနှစ်လဲ Brazil နှစ်ပဲဆိုပြီးတော့အဲ့ဒီစိတ်နဲ့နောက်ဆုံးတော့အဲ့ဒီ၄နိုင်ငံပွဲမှာအီတလီရဲ့ပုံမဆွဲဘူးBrazil လည်းပုံမဆွဲဘူးအကိုအမှတ်မမှန်အင်္ဂလန်ပုံဆွဲသွားတာအင်္ဂလန်ပုံဆွဲသွားပြီးတော့မှဒီ World Cup ကိုပြိုင်ရတယ်ပေါ့အဲ့ World Cup ကစားတဲ့အချိန်မှာတကယ်အမှုပညာက Brazil ပဲစတာပဲ94 champion ဆိုတော့98 Copa Scotland နဲ့အဖွင့်ပွဲစကစားအဲ့မှာဒီအကိုတို့ Mauro Silva ကိုစောင့်ကြည့်နေတဲ့အချိန်မှာ Cesar Sampaio ဆိုတဲ့တယောက်ပေါ့နော်ကရုံးတကယ်ကရုံးနဲ့ဘောလုံးသမားပုံစံဘလုံးမပေါက်တဲ့ကစားသမားကွင်းလယ်မှာဆရာကြီးလိုကစားပြသွားတော့အခုတော့အဲ့မှာကွင်းလယ်ခံစစ် role ကကဘာမှခက်မစားသေးဘူးဒါပေမဲ့ Cesar Sampaio ကစားတဲ့ပုံစံကိုကြည့်ပြီးတော့အခုတော့အဲ့ကွင်းလယ်ခံစစ်ကအဲ့လိုအလုံးလုံးတာပဲဆိုတော့အခုတော့စပြီးတော့ခံစားမိတယ်နောက်ပိုင်းမှာအဲ့ဒီခံစားမှုကအီတလီက Luigi Di Biagio ဆိုတာတယောက်ရှိသေးကရုံးနဲ့ပဲသူ့စီကိုရောက်သွားတယ်နောက် Makelele role ဆိုတာကအဲ့နောက်ပိုင်းမှာပေါ်တာသူတို့ကအရင်ကစားခဲ့တာ Cesar Sampaio ကစားတယ်ဟာတော်ကောင်းတာပဲလို့ဘောလုံးကိုခန်းစစ်မှာထိုင်ပြီးတော့အဲ့လိုကစားတယ်ဆိုတာကအခုတို့အသိဉာဏ်အခုတို့ဘုသူတ္တမှာမရှိဘူး98 World Cup မှာဟုတ်ကဲ့ဆိုတော့ဒီပြင်သစ်မှာလည်းအဲ့လိုမျိုးကစားတယ် Emmanuel Petit ကစားတယ်ဒါပေမဲ့အဲ့လောက်ကြီးမကောင်း Deschamps နဲ့သူနဲ့တွဲတယ်ကွင်းလယ်မှာ Deschamps ကလည်းကွင်းလယ်အဖြတ်ဘက်ကိုတွားတယ်ဒါပေမဲ့အဲ့လောက်မကောင်းဟုတ် Cesar Sampaio ကစားဒါပေမဲ့သူကအခုဆိုဒါအခုညီလေးအပါဝင်ပေါ့နော်ဒီထဲမှာရှိနေသူတော်တော်များကြားဘူးမှာမဟုတ်ဘူးဟုတ်ကဲ့အဲကြားဘူးတဲ့သူရှိလိမ့်မယ်ဒါပေမဲ့သိရင်းနေမှာမဟုတ်အရန်ကြိုက်ခဲ့တာကိုစပြီးတော့ Cesar Sampaio ကစားတာအော်ဒီလိုကစားတာပဲဆိုလိုအပ်ခေါင်းတိုက်ဆိုရင်အခု Casemiro လိုပုံစံမျိုးဖြစ်သွားမှာပေါ့နော်ကစားတာကောင်းတယ်အဲ့တော့ဒီ98မှာကျတော့ Brazil ကိုစိတ်ထဲတော်တော်ရောက်တယ်တကယ်လေပိုဆွဲစီခြင်းခဲ့တယ်ဒါပေမဲ့ final ပွဲကအမှတ်တရပွဲပဲဟုတ် Brazil ကိုအဲ့မှာအခုတော်တော်စိတ်ကုန်သွားတယ်ဘောလုံးပွဲကိုမကြည့်ကြတော့ဘူးဆိုတာမျိုးတခါဖြစ်သွားတယ် Zidane က Euro 96မှာစောစောအဆက်ပွဲဆိုတော့အားကြောင့်ပြောချင်တာ Zidane နဲ့ Del Piero က Roberto Baggio ကိုကန်ထုတ်လိုက်တယ်သူအီတလီမှာဘောလုံးမင်းသား Baggio မဟုတ်တော့ဘူးအဲ့ Juventus ကတက်လာတဲ့ Del Piero
အဲ့လိုပဲဘော်ဒိုမှာအရန်ကျေစွမ်းပြပြီးတော့ပလက်တီနီချေအောင်နေမယ်ဆိုပြီးထွက်လာတာကစီတန်ယူရို96တိုင်ပွဲတစ်ခုလုံးရဲ့အထင်ရှားဆုံးကစားသမား2ယောက်ကအဲ့2ယောက်စလုံးအခြေအနေမကောင်းစီတန်ဘယ်လိုပျောက်သွားမှမသိတာယူရို96မှာနော်ဒယ်ဘီယာရိုအုပ်စုကပါပျောက်တယ်ဘာမှမလုပ်လိုက်ရအောင်ဒါပေမဲ့68ကဘာဖလားမှာဒယ်ဘီယာရိုလည်းအရန်ကောင်းသွားပြီပြီးတော့စီတန်ကတော့အဲ့ဒီအချိန်ကစပြီးတော့သူ့ရဲ့တကယ် legendary career ကိုအဲ့ဒီကနေစတာအရန်ကောင်းတယ်ကစားတာဘလို့ညံ့ညောနေမှမသိအောင်ပြီးတော့ final မှာသူ့ရဲ့ဒါကောင်းတိုက်ပုံတို့ကညီလို့လည်းမှတ်မိပါပါအဲ့ဒီဒါ98ပေါ့နော်ဆိုတော့ဒီနောက်ပိုင်းဒီ2000ခုနှစ်တင်မှာဆိုလို့ရှိရင်တော့ခုနကဟိုဒီ90ဘောလုံးနဲ့နည်းနည်းလေးကွာခြားမှုလေးတွေဒါကျွန်တော်စလာပြီလို့ထင်တယ်ဆိုတော့အဲ့ဒီ2000ပေါ့နော်2002 2006ပေါ့နော်နောက်2010ဆိုတော့2010ကတော့ဒီဇက်ရှိန်အမြင့်ဆုံးကာလတစ်ခုလို့တော့ကျွန်တော်ပြောရမယ်ထင်တယ်ဆိုတော့2002 2006 2010ဆိုတော့အဲ့ကာလတွေမှာဆိုလို့ရှိရင်ရောဆရာမမိုရီတွေကဘာဖြစ်မလဲဆိုအခုတော့မြန်မာနိုင်ငံတနိုင်ငံလုံးကိုတိမ့်ပိုက်သွားတာကတော့ယူရို2000ပဲဟုတ်ကဲ့ယူရို2000မှာတနိုင်ငံလုံးအိမ်မှာထိုင်ရမှာထ live ကြည့်ရပြီပြီးတော့ယူရို2000ရဲ့ဒီဘိုလူပွဲကဖြစ်ရတဲ့ပေါ့နော်ဒီအီတလီနောက်ဆုံးမှာဒီ Trezeguet ရဲ့ဂိုးနဲ့အသေးပွဲသွားတဲ့ဟာဒီ semi final မှာနယ်သာလန်ကိုကြော်ဖြတ်ခဲ့တဲ့ဟာအခုတော့ဘောလုံးပိုးအမြင့်ဆုံးတနိုင်ငံလုံးဟာဘောလုံးဖြစ်သွားတာကယူရို2000ပဲဟုတ်ကဲ့2002ကမ္ဘာဖလားနဲ့98ကမ္ဘာဖလားထက်ကိုယူရို2000ကပိုပြီးတော့မြန်မာနိုင်ငံမှာဘောလုံးပြည်သက်တွေအများကြီးရှိသွားစေသလိုရှိပြီးသားပြည်သက်တွေရင်ထဲမှာနင့်သွားတာယူရို2000ပဲဟုတ်အဲ့တော့နောက်ပိုင်းကမ္ဘာဖလားပြိုင်ပွဲတွေမှာအခု2002ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးပိုဆွဲတဲ့အခါကျတော့ဒါကအားလုံးဝမ်းသာကြတယ်အခုတို့နိုင်ငံမှာအခုထင်တာတော့မမှားတော့ပါဘူးဘရာဇီးနဲ့အင်္ဂလန်နဲ့ကပြည်သက်အများဆုံးဖြစ်လိမ့်မယ်နော်အဲ့တော့ဒီ2002ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးတကယ်လဲပိုဆွဲတယ်ပြီးတော့နောက်ထပ်ဒီဒရမာက98 final မှာအဲ့လိုဝယ်ယူပြန်တဲ့ကိစ္စနဲ့ဟိုဖြစ်ခဲ့တဲ့အသင်းတွင်းပြဿနာတွေနောက်တစ်ခုကဒီ conspiracy တွေပေါ့နော်ဒီပြင်သစ်ကဘရာဇီးနိုင်ငံမှာ project တွေလုပ်ပေးတဲ့အတွက်ဘရာဇီးကပလာပေးလိုက်တယ်ဆိုတော့မဟုတ်ကသတင်းတွေကြားထဲမှာစူညံပြီးတော့ Edmondo ပေါ့နော်ဒီ final မှာလူသင်းကိုသူ့ကိုထုတ်ပြီးကမှ Ronaldo ကစားမယ်ဆိုတဲ့အချိန် line ကိုကောက်ချင်းပြီး Ronaldo ကိုထည့်လိုက်လို့အဲ့ဒီ Animals ဟာတသိန်းလုံးပတ်ပြီးတော့ရန်ရှာတဲ့အနေအထားတွေနဲ့98ကဗလာကစူညံပွက်လို့ရိုက်ပြီးတော့ပြီးဆုံးသွားပြီးတော့2002မှာဘရာဇီးဒီလိုပြန်ပေါ်လာတာပေါ့နော်အဲ့ဒီမှာ 3R Roberto Carlos နဲ့ဆို 4R ပေါ့အဲ့ဒီဘရာဇီးကတခါကိုတကြောပြန်ပါနော်အဲ့ဒီဘရာဇီးရဲ့ပြီးတဲ့ရတဖြော်ပြမှုဒီအရာတွေကတော့အခုတို့တကမ္ဘာလုံးကပြည်သက်တွေခံစားခွင့်ရခဲ့တယ်ပေါ့ဂျာမနီကိုကစားတော့လွယ်လွယ်လေးပဲကစားတော့နော်ဟုတ်ကဲ့ဂျာမနီအခွင့်အရေးတချို့တော့ရပါတယ်ဒါပေမဲ့အဲ့ဒီမှာ Ronaldinho ဒီအင်္ဂလန်ကိုအဲ့ဒါကြတော့ဟိုနည်းနည်းစီးပွားရေးစံတဲ့ခေတ်ကိုပြန်ရောက်လာပြန်ပြီဟုတ်ကဲ့အိမ်တွေမှာ free to air မဟုတ်တော့ဘူးchannel line တွေကဝယ်ထားတဲ့ဟာတွေပြန်လိုက်ကြည့်တာတော့ပြန်ဖြစ်သွားပြန်ပြီအခုအဲ့ဒီဟာကျတော့အပြင်မှာပြန်ပြီးတော့ပတ်ကြည့်ရတယ်အချိန်ကလည်းအရန်ကောင်းတယ်ပေါ့နော်အချိန်ကလည်းအရန်ကောင်းတယ်ဆိုတာကဒီဂျပန်နဲ့တောင်ကိုရီးယားမှာကျင်းပတော့ပြီးတော့2000ကမ္ဘာဖလားမှာကဒီအမဲဆက်တွေလည်းအများကြီးပေါ်ထွက်ခဲ့တော့မှတ်မှတ်ရဒီအီကွာဒေါဒိုင်လိုဂျီမိုရီနိုအီတလီနဲ့ပွဲเนาะပြီးတော့စပိန်နဲ့တောင်ကိုရီးယားပွဲဆိုတော့ဒီပွဲတွေမှာတော်တီအနေကထိသွားတဲ့ဖြစ်ရပ်တွေအများကြီးပါပဲအမှတ်တရတွေရောကောင်းတာတွေရောဆိုးတာတွေရောကောင်းတာတော့ဘရာဇီးအောင်ပွဲခံသွားတာပေါ့အခုတော့ဘရာဇီးကရန်သူလိုမြင်တယ်တစ်ဖက်မှာလည်းမိတ်ဆွေလိုမြင်တယ်အီတလီပိုင်ရန်သူအီတလီမပိုင်မိတ်ဆွေပဲအီတလီမပိုင်ဘရာဇီးကိုအားပေးတယ်ဆိုတာဟာမျိုးဆိုတော့ဘရာဇီးလည်းပိုဆွဲတယ်ပြီးတော့ရိုနယ်ဒိုကြီးဒိုင်ယာတွေနဲ့ဟိုပြန်ကစားနိုင်မှုအခြေအနေကိုမရှိတော့ဘူးလို့ထင်ထားတဲ့အချိန်ဒီကွာဖလားပြန်ပွဲမှာသူ့ကိုမရွေးစေချင်ဘူးလို့ပြောတဲ့အချိန်စကောလာရီကသူ့ကိုရအောင်ပြန်စီးအောင်ပြီးတော့ပြန်ခေါ်ပြီးတော့နေရာပေးတဲ့အခါကျတော့လက်တလောကစားနေတဲ့သူတွေကနေရာပြောက်မှာကိုစိုးရင်ကြပါညာနဲ့အဲ့တော့ရိုနယ်ဒိုကြီးကခြေစမ်းပွဲကမ္ဘာဖလားပြိုင်ပွဲမတိုင်ခင်မှာကတ်ပြီးတော့ခြေစမ်းပွဲလေးတွေမှာစပြီးကစားတယ်ခြေစမ်းကမပြနိုင်ဘူးအဲ့တော့ဘရာဇီးပြည်သူတွေကြားထဲမှာရိုနယ်ဒိုပါစီချင်တဲ့သူမပါစီချင်တဲ့သူဖြစ်နေတဲ့အချိန်မှာအဲ့ဒီကမ္ဘာဖလားပြိုင်ပွဲမှာသူ၈-9 သွင်းသွားတယ်နော်၈-9 သွင်းသွားပြီးတော့9 သွင်းပြင်မှာယူသွားတယ်ရိုနယ်ဒိုဟာဒီအခုအမြင်အရာဆိုရင်ရိုနယ်ဒိုရဲ့အကောင်းဆုံးအချိန်က2နှစ်ပဲရှိတယ်ဒီ PSV မှာကစားတဲ့ဒုတိယရာသီရယ်ပြီးတော့ဘာစီလိုနာမှာကစားတဲ့ပထမရာသီရယ်ဘာစီလိုနာကစားပြီးအင်တာမီလန်ကိုရောက်တဲ့အချိန်မှာရိုနယ်ဒိုအစ်စ်မဟုတ်တော့ဘူးဒါပေမဲ့အဲ့2000ကမ္ဘာဖလားကရိုနယ်ဒိုဟာအဲ့ဒီအကောင်းဆုံး2နှစ်တာရဲ့90ခန်းလောက်ပဲကစားတာကိုသူကိုသိမြင်ယူသွားတယ်ပြီးတော့သူလှလှပပဂိုးတွေသွင်းသွားတယ်ပေါ့နော်အခုတို့အဲ့ဒီအရာတွေကိုခံစားခဲ့ရတယ်အဲ့တော့မတူတာတွေကတော့နီးပြူဟာတွေလည်းမတူတော့ဘူးအဲ့တော့ပြီးတော့ဒီ tactical analysis တွေအရန်အားကောင်းလာပြီအဲ့ဒီအချိန်မှာအခုတို့အဲ့မှာအဲ့ဒီ tactics ကိုစယူတာက2002 World Cup ဆိုရင်ဆရာခမောင်နိုင်ဟုတ်ကဲ့ဆရာခမောင်နိုင်2002 or
2006အခုတခြားမှတ်မိတော့အဲ့မှာဒီ World Cup ကို daily ထုတ်တာ daily ထုတ်ပြီးတော့ဆရာကောင်နိုင်ကဒီသူ့ရဲ့ဒီ tactical ဘိုင်းရှုထောင့်ကအမြင်လေးတွေကိုရေးတာကိုတို့ကသူကအဲ့ဒီဟာကိုရိုက်ထည့်ပေးခဲ့တာငယ်တော့အဖေရှင်းပြခဲ့တဲ့ဟာနဲ့အဲ့ဒီဟာကိုသူရေးတဲ့အချိန်မှာအဲ့လိုမျိုးရေးတယ်သူတောင်းမှမရှိဘူးဆရာမောင်ရဲဝင်းတို့ကဖလားတွေရေးတယ်ဆိုတာကဟိုစော်ကားတော့မဟုတ်ပါဘူးပွဲမှတ်တမ်းကိုရေးတာအဲ့ခက်က style ပေါ့လေပွဲမှတ်တမ်းကိုရေးတာဘယ်နှမိနစ်ဟိုကွာနေနေတဲ့အချိန်တော့ game state ကိုရေးတာပေါ့နော်မိနစ်90တကူသားနေတဲ့အချိန်မှာသူကဒါကိုဆုံးဖြတ်လိုက်တယ်ဒီလူကိုထည့်လိုက်တယ်အဲ့အချိန်မှာခြေကတာလာတယ်အဲ့လိုပုံစံကနေပြီးတော့အဲ့ဆရာကောင်နိုင်ကအဲ့လိုမဟုတ်တော့ဒီမှာဟိုမှာဒီ Ronaldinho ကိုဒီလိုထားလိုက်ခြင်းရဲ့ဘာညာဆိုတဲ့ဟာမျိုးလေးတွေအဲ့ဒီမှာအကိုတော့စပြီးတော့tactics ကိုစယူတာဟုတ်စယူပြီးတော့ငယ်တော့အဖေမျိုးသေးချပေးခဲ့တဲ့ဟာနဲ့ဆရာကမောင်နိုင်ကရေလောင်းပေါင်းတင်ပေးတာနဲ့အခုဆိုအဲ့ဒါဆွဲသွားတယ်အခုနောက်ဆုံး11ရောက်တဲ့အချိန်မှာအဲ့လိုရေးတဲ့သူမရှိတော့ဘူးဆရာကောင်နိုင်လည်းဆုံးသွားပြီပေါ့နော်ဆုံးသွားပြီးတော့နောက်တစ်ခုက तू ကအင်မတန်တော်ပါလေးနဲ့သူ့ channel ကဟိုအင်အားကြီး channel မဟုတ်တဲ့အတွက်လူလည်းသိမသိလိုက်ဘူးနော်သိမသိလိုက်ဘူးအဲ့မှာအကိုက tactics ကိုအကိုကလော်ပြောမြန်မာနိုင်ငံမှာဆရာကောင်နိုင်ပြီးရင်အကိုစရေးတာပဲ tactics ကိုတီးတန့်ရေးတာနောက်ပိုင်းပြင်းသွားလို့မရေးတော့တာအဲ့ဒီအပိုင်းကပဲရေးတဲ့အတွက်အကိုကအမှနာမည်ရလာတယ်အဲ့ဒါကြောင့်ရတာအကို2005မှာ2001မှာအကို70 news ကိုရောက်တယ်အားသားဘက်ကိုလှုပ်ချင်ပြီးအားသား channel ကဒီ11ပဲရှိတယ်11ကိုအကိုကစဉ်းစားရတယ်11ကိုဘယ်ချိန်ကူးအောင်လဲအဲ့တုန်းကအကိုကဒီအပြင်သတင်းတော့ပေါ့နော်သတင်းတော့ပေါ့အားကစား channel မှာ11ကနေပြီးတော့ weekly 11ကိုခေါ်တဲ့အချိန်တွားရှောင်းနေ sports ဒီ first 11ကိုရောက်တဲ့အချိန်မှာအကွာရေငါတုံးကရေလွန်းနဲ့ကြောက်ဆိုပဲအဲ့ tactics ကြီးအတကယ်တော့ဆရာကမောင်နိုင်တို့ရဲ့ဒီဩဇာလွှမ်းမိုးမှုပြီးတော့အဖေရဲ့ငငယ်တော့မျိုးစစ်ချပေးခဲ့တာနေအဲ့ဒါတွေကိုဟိုတည်တံ့ရေးတော့တာဟုတ်ကဲ့ဆရာအဲ့တော့ခက်တွေကအမှမတူတော့ဘူးဗောနော် tactics ကြီးခက်ကိုရောက်လာဟုတ်ကဲ့ဆရာအဲ့ဒါဆိုကျွန်တော်ဟိုဒီဆရာအရင်တော့ဒီလိုမျိုး World Cup တွေတော့ကျွန်တော်စပြီးတော့ကြီးဘူးအဲ့လို90 World Cup တွေ94 World Cup တွေဆရာကြီးခဲ့တာနဲ့ခုနကတကယ်ကိုကဒီအကစားကလောင်ရှင်တယောက်အနေနဲ့ဒီဘောလုံးပွဲကိုဒါကြီးရတယ်ကိုပြန်ပြီးတော့ဒီပုံမှာသုံးသက်တယ်ရေးသားရတယ်ဆိုတော့ဘာကွာခြားချက်လေးတွေများဖြစ်သွားလဲဆရာအားသားကလောင်ရှင်အနေနဲ့ရေးတဲ့အခါကျတော့ဒီပွဲတော်ပေါ်မှာ emphasize အရန်လုပ်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ပွဲတိုင်းကိုအဲ့လောက်ထိဟိုစူးစိုက်ပြီးလုပ်တဲ့အခါကျတော့အကုန်လုံးထုံသွားတယ်ဟုတ်နောက်ပိုင်းသိပ်မမှတ်မိကြတော့ဟိုရောတရောတွေဒါပေမဲ့ပရိသတ်စစ်အနေနဲ့စဟိုလူမန်းတိတဲ့စအရွယ်တွေကဘလုံးဝကြည့်ခဲ့ပြီးတော့ဒီဘာအားကားကလောင်ရှင်ဖြစ်မလာခင်အထိပွဲတွေကအခုအချိန်ထိလူစီရင်တွေဘာတွေညအကုန်ကောင်းနေမှာရှိတယ်။ဘာကြောင့်လဲဆိုတော့မမှတ်ကျင်တဲ့ပွဲမမှတ်ဘူး။ကောင်းနေမှာမှတ်ရဖြစ်သွားတဲ့ကိစ္စတွေပဲဝင်လာတော့အဲ့ဒီຢာတွေကသေတဲ့ထိမေ့မှာမဟုတ်တော့ဘူး။အားကားကလောင်ရှင်ဖြစ်ပြီးတော့နောက်ပိုင်းမှာတော့ပွဲတိုင်းကိုအကိုကိုယ်တိုင်လည်းစိတ်နှစ်ပြီးကြီးတတ်တဲ့အခါကျတော့ဘေးနားမှာစကားတွေပြောနေတော့မကြိုက်ဘူး watch party တွေဆိုအခုမသွားဘူးသွားလဲမျက်နှာသွားပြပြီးပြန်လာပဲဆိုတော့မရဘူးကိုယ့်ကိုအေးစစ်စစ်လေးတယောက်တည်းကြည့်ကြတာဆိုတော့အဲ့လိုကြည့်ပြီးအဲ့ပွဲကိုစိတ်နှစ်ပြီးရင်နောက်တစ်ပွဲဆက်လာအဲ့ပွဲကိုစိတ်နှစ်ရပြန်စိတ်နှစ်တိုင်းများတော့အုံနောက်ကလက်မခံတော့အကုန်လုံးပျောက်ကုန်တာပေါ့နော်ဆိုတော့အဲ့ဒီအပိုင်းတော့ memorizing တော့တော်ကွာသွားလိမ့်မယ်ဟုတ်ကဲ့ဆရာဆိုတော့ဟိုဒီဟိုလာတဲ့ထဲမှာဒါပထမဆုံးပေါ့နော်ရှာပါသူဆရာတကယ်စိတ်နှစ်ပြီးတော့ကြည်တယောက်တည်းကြည်ရတဲ့ feeling ကိုပိုကြိုက်တဲ့ဒါကျွန်တော်ဒါ gas ပေါ့နော်ပထမဆုံးပါပဲဆိုတော့ရှေ့မှာတော့ကျွန်တော်ဒီလိုမျိုးတော့အဖော်ပေါင်းနေနဲ့အဲ့လိုမျိုးတကယ်ချင်းနေနဲ့ကြည်ကြတာပို့ပြီးတော့ဟုတ်တယ် fan အနေနဲ့ဆိုရင်တော့အဲ့ဒါကောင်းတာပေါ့အခုတော့အလုပ်လုပ်ရတာဖြစ်သွားပြီပေါ့နော်အလုပ်လုပ်တဲ့ဖြစ်တဲ့အခါမှာတချို့ရှူတော့နေပေါ့နော်မလွတ်ချင်ဘူးနောက်အခုဘောလုံးဝဲကြည့်တဲ့အခါမှာဟိုငငယ်တော့ဘောလုံးလိုက်ကြည့်တာလေဟုတ်ကဲ့ကြီးလာတဲ့အခါကျတော့နားလည်လာတဲ့အခါကျတော့ဘောလုံးမပါတဲ့ဒီ TV frame ထဲမှာပဲဒီ screen ထဲမှာပဲဘောလုံးမပါတဲ့သူတွေရဲ့လှော်ရှားမှုတွေကိုလိုက်ကြည့်တဲ့အခါကျတော့အဲ့ဒါလွတ်လို့မရအောင်ဘောလုံးကိုလိုက်ကြည့်ရတာလွတ်လို့ရတယ်အချိန်နဲ့အဲ့ဘောလုံးဘယ်ကိုရောက်မလဲဆိုတော့ anticipation ကသွားတယ်ကိုလည်းနားလည်နေတာပေါ့ဟုတ်ကဲ့ဆိုတော့အဲ့ဒီအပြင်လှော်ရှားမှုတွေကကျတော့အကိုကအဲ့ဒါကိုကြည့်ကြတာဟုတ်ကြည့်နေတဲ့အခါကျတော့ဘေးမှာစကားပြောတော့အဲ့မှာခါကျတော့သမီးရှိတယ်သမီးကစာလာမင်းသမီးတောင်းမှပေါ့နော်မိမစကားလာပြောရင်လက်တော့မလာနဲ့ဒီ watch party လိုဟာမျိုးတွေပြီးတော့အပေါင်းအသင်းတွေစုကြည့်တဲ့ဟာမျိုးတွေအခုဘလုံးဝအဆင်မပြေတော့ဟုတ်ကဲ့အဲ့တော့အဆင်မပြေတဲ့ခါကျတော့အဲ့ဒါတွေကိုရှောင်းတယ်အတက်နိုင်ဆုံးရှောင်းတယ်မလွဲမရှောင်းတာတော့ပဲလိုက်ကြည့်တယ်ဟုတ်ကဲ့ဆရာအဲ့မှာတယောက်ကအီတလီကိုလောင်းထားပြီးတော့ရှုံးတဲ့ခါကျတော့အဲ့လိုမျိုးကတော့ပါတက်မရှိဘူးဘာညာထိုင်ဖောက်နေတဲ့ခါကျတော့အဲ့မှာညှိရင်နဲ့ထိုးကြတေးကြရင်နဲ့လူခွဲလိုက်ကြတယ်ခဏနေတော့အဲ့လက်ဖေးဆိုင်ရဲ့အပြင်ဘက်မှာနဲ့လာထိုးသွားတယ်အစစ်အင်းစင်စီအောင်ပို့ပါညာနဲ့အလုပ်တွေပါရှုပ်ကုန်တယ်အဲ့လိုမျိုးက